ထဲကသွေးစက်တွေများအခုထိမချောက်သေးပါခမရတို့ကြောင့်လုံနေပြီလားအာနာယူရဲ့နေစမှုများစွာကောင်းကောင်းကချိန်လို့ခံနေသမျှအလုံးမြောက်ဖို့ရမလွယ်ဘူးကွာလာပါဗျာကျုပ်တို့တူတကွာပေါင်းစီကတိုက်ထုတ်ရဲ့အောင်ဝဲဟာမဝဲဘူးရောက်လာမှာယုံကြည်ထားပါအောင်ဝဲအမို့တွေ့ဆိုအကျိုးကမို့တော်လို့ဝိုင်းကပူကြဆိုတရားတလက်အားရစူစီတော့အကုန်တော့ငါတော့ကလို့အသိမကြတော့တဲ့ငါတို့ရဲ့ပန်းနိုင်ဖို့မုန်တိုင်းကိုချမ်းရခံနိုင်မှာလပ်ပါလေးရတွေ့များစွာကြုံရမလွယ်ဧကမဟုတ်လားမတရားတဲ့တီးတီးကြီးနဲ့များရှောင်းလဲကမဆိုင်လို့နေအောင်မလားကြောက်စိတ်ကိုပေါက်ထုတ်ဖြစ်ခါမှာကြောက်ကြီးကိုရောက်ဖို့ဖြစ်လာမှအတူလက်တွေ့ထားနောက်ဆုံးပြတ်မို့အစွဲမရှောင်လို့အဆုံးပဲရှောင်းလာဆုံးအောင်ဝဲအမို့တွေ့ဆိုအကျိုးသာမို့တော်လို့ဝိုင်းကပူကြဆုံးတရားလက်အားရစူစီတော့အကုန်တော့ငါလုံးကလုံးအသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့တိုက်ထုတ်ရဲ့အောင်ဝဲဟာမဝဲဘူးရောက်လာမှာယုံကြည်ထားပါနောက်ဆုံးဖြတ်မှုဇွဲမလျှော်ဖို့လို့အဆုံးတလျှောက်လမ်းဆုံးအောင်ဝဲအမို့တွေ့ဆိုအကျိုးတော်လို့ဝိုင်းကပူကြဆိုတရားလက်အားရစူစီတော့အကုန်တော့ငါလောကလုံးအသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့လက်တွေကသွားမဲ့နာကကိုတွေ့လည်းများကိုမပြောင်းစတဲ့မအသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်ဆုံးတိုင်သွားမဲ့အနာဂတ်တော့သိမကြတော့တဲ့ငါတို့ရဲ့ပန်းနိုင်လို့